မင်္ဂလာပါရှင် Mr. တွေပါဒီဗီဒီယိုကိုလုံးဝကြော်မသွားနဲ့နော်စိုးမိတ်လေးရဲ့ကန်ဆာတာပိတ်နေတာဒါအကြောင်းဖြစ်နိုင်ပါတယ်ပိတ်ကပ်ပုံစံလေးနဲ့ဟောပေးတော့မှာဖြစ်လို့အရှိရမြင်တွေ့နေရတဲ့ကတ်သုံးကတ်မှာစိုးမိတ်လေးတို့အတွက်အရန်ကိုမွန်ချက်စရာကောင်းတဲ့ကတ်တကတ်ကိုရွေးပြီးတော့ကြည့်ပေးပါရှင်အချိန်9စက္ကန့်ပေးပါမယ်ရှင်5 4 3 2 1ထိုင်ဝမ်ကိုရွေးချယ်ထားတဲ့စုမိတ်လေးတွေကစိုးရိမ်စိတ်တွေနဲ့မပြတ်သားတဲ့အတွေးတွေကကံကောင်းခြင်းတွေကိုပိတ်ထားတာပါအတိတ်ကကိစ္စဟောင်းတွေကိုပြန်တွေးပြီးတော့ဝမ်းနေနေတာမျိုးတွေဖြတ်တောက်ပြီးရပါမယ်ကံပွင့်စေဖို့ဆိုရင်ညအိယာဝင်ခန်းဒီမှာတရားမှတ်ပေးပါဒါမှမဟုတ်ရေများတောက်ပြီးမှအိပ်ပေးပါစိတ်ကြည်လင်သွားရင်ကံပြန်ပွင့်လာပါလိမ့်မယ်ဟိုင်တူးကိုရွေးတဲ့စိုးမိတ်လေးတွေကတော့ငါမလုံနိုင်ပါဘူးငါမဖြစ်ပါဘူးဆိုတဲ့ကိုယ့်ကိုပိတ်လောင်ထားတတ်တဲ့အတွေးခေါ်တွေကအဓိကအတားဆီးပါပဲတကယ်တော့လေလမ်းကြောင်းတွေကအများကြီးရှိရဲ့စိုးမိတ်လေးကမျက်စိမှိတ်ထားသလိုဖြစ်နေတာပါကဲဒီတော့ကံပွင့်စေဖို့ဆိုရင်တော့အဝတ်စားအဟောင်းတွေအသုံးမလိုတဲ့ပစ္စည်းတွေကိုစွန့်ပစ်လိုက်ပါအသစ်တွေဝင်လာဖို့နေရာဖယ်ပေးရပါမယ်ဟိုင်3ကိုရွေးချယ်ထားတဲ့စိုးမိတ်လေးရောငါမှဘာမှမရှိဘူးငါစင်းရဲ့ငါပတ်စံမရှိဘူးစရဲပေါ့နော်အရန်ကိုစိတ်တက်ကြလွယ်တဲ့ခန်းစားချက်တွေကကိုယ့်ရဲ့ဝင်ငွေလမ်းကိုပိတ်နေတာပါနားမှာလည်းကုညီမဲ့သူတွေအများကြီးရှိတာကိုရန်ကငါဘာမှမလုပ်နိုင်ပါဘူးငါတို့တို့ဘာမှမဟုတ်ပါဘူးဆိုတဲ့စိတ်တွေကဖြက်စီးနေတာပါကံပွင့်စေဖို့ဆိုရင်တော့မနက်မိုးလေးနာနဲ့ကို့မှာရှိရဲ့အရာ၃ခုကိုကျေးဇူးတင်ကြောင်းပြောပေးပါဒါကငွေကြေးကံကိုလည်းအမြန်ဆုံးပွင့်လန်းစေပါရရှင်ကဲဒီတော့စိုးမိတ်လေးရဲ့ကန်ဆာတာကိုပိတ်နေတာကဘာလဲဆိုတာသိသွားကြပြီဆိုတော့အမြန်ဆုံးပဲပြပြင်ပြောင်းလဲလိုက်တော့နော်တဲ့ရဲ့ Mr. တွေအကောင့်လေးကိုလည်း like and follow လေးလုပ်ထားပါရှင်ဒါမှ tarot pick up အဟောလေးကိုနောက်ဗီဒီယိုမှာထပ်တွေ့ရမှာပါအားလုံးပဲကန်ဆာတာတွေပွင့်လန်းပြီးတော့အဆဆရအဆင်ပြေကြပါစေရှင်